မာတာမိခင်ကျေးဇူးရှင်ရဲ့ကျေးဇူးတွေကဆက်လို့မကုန်တော့ပါဘူးအခုလည်းကြည့်အောင်လေသူ့သားလေးထမင်းစားမကောင်းပါဆိုလို့တဲ့ရုံးကိုအခုလိုခြိုင်တီးကြိုင်ငင်နဲ့ပို့လိုက်ပါတယ်ဝတ်သားဟင်ချင်မောင်နဲ့ပစုံကိုအဆက်လေးကျော်ငါးဟင်းနဲ့တူတူနောက်ထပ်သူ့စရာတဘူကြီးဝါဦးတုံတရတိအစိမ့်တုံနဲ့ထမင်း2ဘူးလောက်ကိုလည်းတခါလေးထည့်ပေးလိုက်တယ်လေငပိရီတော့မထည့်ပေးလိုက်လို့အယုံမရှိရဲ့ထီမီကွီကငြူသေးသေးငပိချက်2ဘူးတော့ဖောက်ပြီးတော့စားလိုက်ပါတယ်ဂျိုင်းနဲ့စားရတာအားမရလို့ဇလုံတောင်းပြီးတော့ဇလုံထဲမှာထမင်းထည့်ပြီးတော့ထီမီကွီရဲ့ငြူသေးသေးငပိချက်နဲ့ရှောက်ရွက်လေးနဲ့တို့ပြီးတော့အရင်ဆုံးစားလိုက်ပါအောင်မေပထမတက်လို့ထဲမှာနေရောလုံးဝပါဇက်ထဲမှာထီမီကွီဖြစ်သွားလို့ချွေးပြပြကြသွားပါတယ်အခုလိုမိုးရတဲ့နဲ့လုံးဝလိုက်ဖက်နေရပဲကဲမာတာမီတင်ကျေးဇူးရှင်ရဲ့ပစုံအဆက်ကြော်လေးထည့်ပြီးတော့ဆွဲလိုက်ပါအောင်မယ်လေလိုက်ဖက်နေတာပါပဲဒါလေးကတော့တရတိအစိမ့်တုပ်ပါကွယ်ကောင်းနေရောတစ်ခုနဲ့တစ်ခုဟင်းအတွဲဆက်တွေကသူ့သားလေးလိုပါပဲထိမီကွေးနေရမယ်ဒါကလေးကတော့ကတ်တပေါင်းငါးကိုစီပြန်လေးချက်ထားပြီးကျွန်တော်ကငါးလာကြိုက်တာအယိုးတော့မနှွင်ခြင်းဘူးလေဝက်သားအချိုချက်လေးထည့်ပြီးတော့ငြိုသေးသေးငပိချက်လေးနဲ့နေပြီးတော့လွှေးလိုက်ပါအောင်မယ်ထမင်းကိုထိမီကွေးရဲ့ငြိုသေးသေးငပိချက်နဲ့နေပြီးတော့ဝက်သားအချိုကိုသုံးသက်သားလေးအခောက်အစီအသားတွဲရက်လေးနဲ့မြုပ်လိုက်ပါမယ်လေဒီလိုလိုက်ဖက်တဲ့ဘဝပါပဲပြီးတော့မှဝါဦးတုပ်လေးနဲ့ထည့်ပြီးတော့ဆွဲလိုက်ပါအောင်မယ်ဝါဦးတုပ်လေးကလည်းစီကျက်နဲ့မှုံမွေးလေးနဲ့ချင်းကန်ဆက်လေးဆိုတော့စားလို့ကရမ်းကောင်းပြီးတော့တိုးစရာရုံးဝတွေသီးရယ်ပဲဆောင်ရသီးရယ်ရှောက်ရွက်ရယ်တခါသီးရယ်တရက်သီးရယ်ဟိုစုံစီနေရပဲအဲ့လိုပဲကျွန်တော်ရဲ့မာတာမိခင်ကျေးဇူးရှင်ကအဲ့လိုလေးကိုစုံစုံစစ်စစ်လေးထည့်ပေးတတ်ပါတယ်ကျွန်တော်ကငငယ်လေးတည်းကထမင်းစားလို့ရှိရင်ဟင်းတစ်မျိုးတည်းနဲ့မစားတတ်ပါဘူးအမြဲတမ်း2မျိုးလောက်တော့စားတတ်တော့ကျွန်တော်ရဲ့ဝေသမီးကြီးကျေးဇူးရှင်ကတော့ကျွန်တော်အကြောင်းကိုသိတော့ကောင်းကောင်းလေးချက်ပြီးတော့ပို့ပေးလိုက်တာပေါ့နော်ရုံးမှာဆိုတော့သူ့သားလေးပင်ပန်းနေမဲ့ထင်ပြီးတော့အခုလိုချက်ပို့ပေးလိုက်တာကျွန်တော်ကလည်းအခုဘယ်လိုစိတ်တွေရမ်းပေါ်နေကျွန်တော်ကတော့စားပြီးရုံးရဲ့ထောင်လေးမှာတရေလောက်မိလိုက်ပါအောင်မယ်လေဟီဟီကဲစွဲနေရင်းနဲ့မှာပစုံအဆက်ကြော်လေးထည့်ပြီးတော့လဲထပ်ပြီးတော့လွှေးလိုက်ပါလေကဲထမင်းတစ်စလုံးကကုန်သွားပြီဆိုတော့နောက်ထပ်ကြံနေတဲ့ထမင်းတစ်ဝက်ကိုထည့်ပြီးတော့ဆွဲမယ်ဒီတစ်ခေါက်ကတော့ချင်မောင်ကိုပစုံနဲ့ချက်ထားတာလေးထည့်ပြီးတော့ထိမီကွေငရုတ်သေးသေးငပိချက်ထည့်ပြီးတော့အရင်ဆုံးနေလိုက်မယ်ချင်မောင်နဲ့ငရုတ်သေးသေးငပိချက်အနှစ်ကလေလုံးဝကိုလိုက်ဖက်နေရပဲအခုလိုလေးလွှေးလိုက်ရုံနဲ့ချွေးပြက်ပြက်ကြပြီးတော့လုံးဝထိမီခွိပြောနေရကြပါတယ်ကျွန်တော်ရဲ့မာတာမိခင်ကျေးဇူးရှင်ကိုအခုလိုသူချက်ပေးထားတာလေးကိုကောင်းကောင်းစားရင်းနဲ့ပဲကျေးဇူးဆက်ပါမယ်လို့ပြောလိုက်ပါတယ်အခုလိုသူချက်ပေးတာလေးကိုကောင်းကောင်းနဲ့များများစားရင်းနဲ့ပဲဒီဗီဒီယိုလေးကနေပြီးတော့ကျေးဇူးအများကြီးတင်ကြောင်းလဲပြောလိုက်ပါတယ်ခင်ဗျာနောက်ထပ်သမင်းတစ်ပူကတော့ညနေရုံးဆင်းမှာပဲကျန်တဲ့ဟင်းတွေနဲ့ထပ်ပြီးတော့တွဲလိုက်ပါအောင်မယ်နော်မာတာမိခင်ကျေးဇူးရှင်ကိုကျေးဇူးအများကြီးတင်ပါကြောင်းအခုလိုလေးလက်အုပ်ချီပြီးတော့ဂါဗရာပြုလိုက်ပါတယ်ခင်ဗျာလက်အုပ်ကလည်းတစ်ဖက်တည်းဖြစ်နေလို့ပြန်ပြီးတော့ကြောလိုက်ရသေးတယ်လေTimmy Wee